你久啊？ဒီညီမလေးမိထားတာပေါ့နော်ဂျပန်မားရဲ့ music video တွေနဲ့ဖိတဲ့အခါမှာကြောင်ညာကြီး share ပြန်တက်လို့လူလောက်မယ်မားကြီးကျွန်တော်သုံးနေတဲ့ browser software လေးတစ်ခုရှိရပေါ့နော်တွေ့ကြည့်လိုက်အောင် iOS အတွက်ပြောမှာပေါ့နော် Apple Store ကိုဝင်လိုက်ပါပေါ့နော်ပြီးလို့ရှိရင် Brave လို့ရရှာတယ်နော် BRAVE ပေါ့နော် Brave လို့ရရှာလိုက်ပါအဲ့မှာခေါင်းကြားခေါင်းပုံစံလေးနဲ့ပေါ့နော်ချင်းဒီခေါင်းလိုမျိုးပေါ့နော်အဲ့ဒါဒီကို down လိုက်ပေါ့နော် down လိုက်ပြီးတော့ open လုပ်လိုက်ပေါ့နော် open ပြီးတော့အဲ့ Brave တဲ့ကိုအဲ့မှာ not now နှိပ်လိုက်ပါနော်ပြီးတော့ continue ပေါ့နော်ပြီးတော့ start browsing ပေါ့ start browsing ပြီးလို့ရှိရင် YouTube အဲ့ software လေးကိုနှိပ်လိုက်ပါနော်ပြီးတော့လူပုံစံလေးကိုနှိပ်လိုက်ပါပေါ့နော်ပြီးတော့ sign in ဝင်လိုက်ပေါ့နော် email နဲ့ phone နဲ့ပေါ့နော် sign in ဝင်လိုက်ပေါ့နော် email လေးထည့်ပြီးတော့ကျွန်မတို့ channel ကိုရောက်သွားမှာဖြစ်ပါတယ်ကိုရောက်သွားမှာပေါ့နော်ချင်းတစ်ခုကိုဖွင့်ပြီးတော့နောက်ထပ်ဖွင့်ပြီးကြည့်လိုက်ပါပေါ့နော်ကျွန်တော်လုံးဝဝင်လာပါအောင်နော်စဖွင့်ကနေကျွန်တော်လုံးဝဝင်မလာပါဘူးဘတ်ထွက်လိုက်ပေါ့နော်ဘတ်ထွက်ပြီးတော့ screen မှာပေါ်နေပါလိမ့်မယ် screen ပိတ်ပြီးနောက်ထောင်ရမှာဖြစ်ပါတယ် YouTube နောက်ထောင်လို့ရှိရင် Brave software တွေကနေဝင်ပြီးတော့ပဲ YouTube ကိုနောက်ထောင်ပါနော်ဒါဆိုမတက်ပါဘူးနော်